အဆင်ပြေရလား ဒီဟာဒီမှာလှုပ်လို့တာရှာပြီ အရန်တော့ကြာသေးဘူးရှင် ရန်ကုန်ကပဲလားနေရ သမီးကနေရပါ ဒီကရဟော ဖေဖေကတော့ငယ်ငယ်ကလေးကဆုံးသွားတာမမေကတော့ခုချိန်ထိလောင်းစားမှန်းများလုပ်တယ်နှလုံးသုံးလုံးထိုးတယ်မမေအဲ့လိုမျိုးလောင်းစားမှန်းများလုပ်လို့မမေတို့အိမ်ကိုလည်းပေါင်ထားတာလေအကျိုးရည်နဲ့ဘလို့သမီးလည်းဒီကိုရောက်လာသမီးရဲ့လိုအားကလည်းပဲသူတို့တွေလည်းပြန်ထောက်ပံ့နေရဦးညောင်းတဲ့နေရာရှိသေးပြောရနော် တို့ကမင်းကိုဘိုင်နှင်းခေါ်ထားတာ ရှင်ကအိမ်မှာညီစိတ်ဝင်စားတယ်သူပေါ့ဟေးတို့ကဘာလာလာတောင်းနေနော် နင်းစီကအဖေတုံးလို့အဲ့ဘဝကိုရောက်တာတားတယောက်ကိုကောင်းစားစေချင်လို့အဖေတယောက်အနေနဲ့လှုပ်တိလှုပ်ထိုက်တာကိုလှုပ်ခဲ့တာပေါ့ အကိုကြည့်ပြအောင်မတနာဘူးလားအကိုတယောက်တည်းပဲချစ်တတ်တယ်လို့ထင်နေတာလားကြည့်ပြလဲချစ်တတ်တဲ့သူပါအကိုရဲ့ 你不能先帮你们家谁查了？嗯，叫嘞， နင်းစီအဲ့လိုမဟုတ်ဘူးလေကွာကိုပြောချင်တာ 叫你，我哪来不表你了？